မင်္ဂလာပါကျွန်မကတော့အမေရဘူရာအသင်းတော်မှာတော့တူတူမှာဖြစ်ပါတယ်ကျွန်မဒီဘာကြောင့်နှစ်ချင်းခံရတာလဲဆိုတာလေးကိုတက်သိခံကြပါတယ်ကျွန်မဒီနှစ်ချင်းခံရတဲ့အကြောင်းပါပေါ့နော်ကျွန်မအရင်ကတည်းကနေလည်းဒီခရစ်ယာန်ဘာသာကိုမျက်နှာပဲသူဖြစ်ပါတယ်ဒီဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပါလေရဲ့နဲ့ဒီကျောင်းနေတဲ့အရွယ်မှာကတည်းကကျွန်မဆိုရင်မိဘတွေမိုးပို့ပေးတာအစဒီခရစ်ယာန်စောကြိုးလေးဝယ်ပြီးတော့ကျွန်မဆွဲခဲ့ပါတယ်တငယ်ချင်းတွေကပေါ့နော်ဒီနင်းကခရစ်ယာန်လားလို့မေးတဲ့ကျွန်မအရန်ပီတီဖြစ်ခဲ့တယ်။ဘာလို့လဲဆိုတော့ကျွန်မခရစ်ယာန်ဘာသာကိုအရန်မြန်လို့ခဲ့လို့ပေါ့နော်။နောက်တော့ဒီတတဒီဆရာရဲ့ရှင်မှာတရားပွဲတွေကို10ရက်တရားပွဲ73ရက်တရားပွဲပေါ့အဲ့ဒါတွေကိုလိုက်ပြီးတော့လေ့လာခိုင်းတယ်။ကျွန်မသွားပြီးတော့လေ့လာတဲ့အချိန်မှာဝင်မဲ့ပြောရင်တော့မှဆရာတို့ကချက်ချင်းဝင်မပေးခဲ့ဘူးပေါ့နော်။ဒီတရားဒေသနာကိုတေချာလေ့လာပြီးမှဆရာဘက်ကဝင်ပေးခဲ့ပါတယ်။အဲကြောင့်ဒီတသားနှစ်ချင်းခံတော့လေကျမကြည်ပြူနဲ့ကိုလက်မှတ်ထိုးပြီးတော့ကိုတသားကိုဝင်ပေးခဲ့တယ်ကျမလည်းဒီဘာသာလေးကိုမျက်နှိုးတဲ့အတွက်အားပြီးတော့ဒီဟိုပါပေါ့ဖရာသခင်ယေရှုပါပေါ့နော်ကျမတို့ရဲ့လူသားတွေရဲ့အပြစ်တွေကိုကဲတင်နိုင်တဲ့အပြစ်တွေကိုကဲနှုတ်နိုင်တဲ့ကဲတင်ပိုင်ရှင်ဖြစ်တယ်ဆိုတာကိုကျမသိတတ်ရတဲ့အတွက်ယုံကြည်ခြင်းများစွာနဲ့ကျမဘသူတွေပါပြောဘသူရဲ့ဆွဲခေါ်မှုတိုက်တွန်းမှုမှပါပဲကျမယုံကြည်ခြင်းနဲ့နှစ်ချင်းခံခဲ့ခြင်းဖြစ်ပါတယ်အဲ့ပြီးတော့ကျမသင်ချင်းခံပြီးနောက်ပိုင်းမှာကျမအခက်အခဲတွေဒုက္ခတွေကျမကြုံလာခဲ့ရတယ်ပေါ့နော်ဒီပတ်ဝန်းကျင်ရဲ့ဟိုပါပေါ့ကဲရဲ့ချုပ်ကြခြင်းနှိမ့်ချခြင်းကဲရဲ့ခြင်းအထင်သေးခြင်းတွေပေါ့နော်တချို့ကဆိုရင်စကားနဲ့ဒါလည်းမပြောပင်မဲ့ဒီလိုစကားထဲမှာထည့်ပြီးကျမတို့ဖရားကိုထိခိုက်စေတဲ့စကားအထင်သေးတဲ့စကားတွေပြောလာတာတွေ့ရတယ်အားပြီးတော့ဒီကျမဟိုတောင်မှတချို့ကပေါ့နော်ဒီထဲဝင်တာပတ်စံဘယ်လောက်ရလဲသူတို့ကဘယ်လောက်ပေးလို့နေရဝင်တာလဲဆိုတဲ့အထိကျမကိုမေးခဲ့ကြတယ်ပေါ့ဒါပေမဲ့ကျမဂယုမစိုက်ခဲ့ဘူးအဓိကကျမယုံကြည်ဖို့အဓိကအရေးကြီးပါတယ်အဲဒါကြောင့်မို့ကျမဒီဘုရားသခင်ကိုယုံကြည်ခြင်းအပြင်ကျမဝင်ခဲ့တယ်အဲဒီဒုက္ခပေါင်းများစွာကိုလည်းကျမကြော်ဖြတ်နိုင်မှုအတွက်ကျမစူးစမ်းနေတယ်နောက်တစ်ခုကပေါ့နော်ကျမရည်ရွယ်ချက်လေးရှိပါတယ်အဲရည်ရွယ်ချက်ကတော့ဒီထက်မကဒီသခင်ယေရှုကိုကျမယုံကြည်ကိုးစားပြီးတော့နေတိုင်းစက္ကန့်စုတောင်းသွားပါမယ်အဲဒါပြီးတော့ကျမသားလေးနဲ့ကျမဟာဆိုရင်အခုဆိုရင်နှစ်ချင်းခံပြီးပါပြီကျမရွယ်ချက်အချမ်းအောင်မြင်ပြီလို့ပြောရမှာပေါ့နော်နောက်တစ်ပိုင်းကတော့ကျမသမီးကြီးနဲ့ကျမသမီးငယ်လေးကိုနှစ်ချင်းခံတဲ့နေရာမှာယုံကြည်ခြင်းအပြည့်နဲ့ပါဝင်နိုင်ဖို့ဝိုင်းဝန်းပြီးဆုတောင်းပေးကြပါအောင်လို့ကျမပြောချင်တယ်ကျမသက်သေခံခြင်းဖြစ်ပါတယ်မင်္ဂလာပါကျမကတော့ဗရပူရာအသင်းတော်မှာဒေါ်မီစိန်ဖြစ်ပါတယ်ကျမကိုဘုရားသခင်စီကိုရောက်ပို့ပေးခဲ့သူကတော့ဇွဲမြေအောင်ဖြစ်ပါတယ်ကျမဒီဇွဲမြေအောင်ခေါ်တော့ဇွဲမြေအောင်နေပြီးတော့အမေကြီးလိုက်ပြီးတော့လေ့လာကြည့်ပါဘုရားเจ้าကိုဆိုလို့ကျမလိုက်ခဲ့ပါတယ်လိုက်ခဲ့တဲ့အချိန်မှာဆရာထွန်းပီကနေပြီးတော့သင်တန်း10ရက်သင်တန်း73ရက်သင်တန်း9ရက်သင်တန်းကိုလည်းကျမတက်ခဲ့ပါတယ်အဲ့လိုတက်ပြီးတဲ့အချိန်မှာကျမဘုရားသခင်ကိုယုံကြည်သွားပါတယ်ဗုဒ္ဓဘာသာကနေပြီးတော့ကျမဘုရားသခင်ကိုပဲယုံကြည်တဲ့အတွက်ယုံကြည်ခြင်းနဲ့အတူကျမနှစ်ချင်းခံခဲ့ပါတယ်နှစ်ချင်းခံပြီးတဲ့နောက်မှာတော့ကျမရဲ့အတိုက်ခိုက်တွေအပြစ်ပြောမှုတွေဟိုရှုံချခြင်းတွေကျမခံခဲ့ရပါတယ်ကျမတို့ရဲ့အိမ်ငါးဘဝမှာနေပြီးတော့အိမ်ငါးပတ်ဝန်းကျင်ကနေပြီးကျမကိုဗုဒ္ဓဘာသာကနေဘာကြောင့်ဘုရားခရိယာဖြစ်ချင်ပါတယ်လဲလို့မေးကြပါတယ်ဘာကြောင့်ပြောင်းတာလဲလို့ကျမဒီဘုရားသခင်ကိုယုံကြည်တယ်ယေရှုဘုရားသခင်ဒီကျမတို့ရဲ့အားကိုးလိုက်တဲ့ဘုရားသခင်ဖြစ်ပြီးတော့ကျမတို့ရဲ့အသက်တာကိုလည်းသူကအသက်ကိုစွန့်ပြီးတော့ကျမတို့ကိုကယ်နှုတ်တဲ့အတွက်ကျမတို့ဝန်တာရပါတယ်ပီတိဖြစ်ရတယ်ကျမဒီဘုရားသခင်ကိုယုံကြည်အားကိုးပြီးတော့ကျမနှစ်ချင်းခံခဲ့ပါတယ်အဲ့ဒီရဲ့နောက်ပိုင်းကိုတော့ကျမဒီသူတို့ဘလို့ပဲပြောကျမအတိုက်ခိုက်တွေဘလို့ပဲများကျမယုံကြည်ခြင်းနဲ့ပဲကျမလက်ခံခဲ့ပါတယ်သူတို့ကိုလည်းကျမဖိတ်ခေါ်ပါတယ်ကျမလိုပဲယုံကြည်ခြင်းဖြစ်အောင်သင်တို့လည်းလိုက်ပြီးတော့တရားနာကြည့်ပါဆရာဒုမီတရားဟောတဲ့အတွက်ကျမတို့လည်းတအားယုံကြည်ပြီးတော့ကျမတို့အားကိုးရလို့ကျမနှစ်ချင်းခံခဲ့ခြင်းဖြစ်ပါတယ်နောက်ဆိုလို့ရှိရင်လည်းအသက်တာတစ်ခုလုံးကိုဘုရားသခင်စီမှာအနံ့ပြီးတော့ကိုတော်လမ်းပြပို့ဆောင်တဲ့အတိုင်းရှောက်လမ်းမယ်ကိုတော်ပေးတဲ့အသက်တာငြိမ်းချမ်းရေးကိုလည်းရှောက်လမ်းမှာဖြစ်ပါတယ်ဘုရားဖုံးတော်ထင်ရှားဖို့ကြိုးစားလှုပ်ဆောင်မယ်လို့ကျမဂရုပြုပါတယ်မင်္ဂလာပါကျမနာမည်ကတော့မရှုံးလက်ဝေဖြစ်ပါတယ်မေရဘူတာသင်းသူတယောက်ဖြစ်ပါတယ်နှစ်ရှင်းခံဖြစ်တဲ့အကြောင်းရင်းလေးကတော့အရင်ကအမျိုးသားဆရာရှိမှနှစ်ရှင်းခံမယ်လို့သွားပြီးတော့ခွင်တောင်းနေဆရာအမျိုးသမီးပါအတူတူလိုက်ပါပြီးလေ့လာပြီးတော့ယေရှုခရစ်တော်ကြောင့်ဆွေးနွေးအောင်ဆိုလို့ဆရာရှိမှလိုက်ပါပြီးဆွေးနွေးနေ
3 လလောက်ကြာတော့ဆရာကြီးမှာဆွေးနေတာလည်းကြာပြီယေရှုခရစ်တော်အကြောင်းကိုစိတ်ရောကိုယ်ပါယုံကြည်လို့နှရှင်းခံဖြစ်ပါတယ်နှရှင်းခံပြီးတော့ကြုံတွေ့ရတဲ့ဒုက္ခလေးတွေကတော့အိမ်ငါးတွေလို့ဘေးပတ်ဝန်းကျင်ရတော့မင်းခရစ်ယာန်မကြီးတယောက်ဖြစ်သွားပြီးအရာရာအဆင်ပြေသွားပြီဆိုခနဲ့တက်ရက်တက်ပြောတဲ့စကားတွေတော့ရှိပါတယ်ဒါပေမဲ့ကိုမိသားစုနဲ့ကိုယ့်ဟာကိုယ်အဆင်ပြေပြေလေးနဲ့ဒုက္ခရောက်လို့ရှိရင်ကိုတော့ရှိမှဆူတောင်းပြီးတော့စိတ်ကိုပြန်လဲတည်ငြိမ်အောင်လုပ်ပြီးတော့အကောင်းဆုံးရပ်တည်သွားပါတယ်။နေ့ရှေ့လျှောက်ပြီးတော့လေသားသမီးလေးတွေနဲ့တူတူကိုတော့ရှိမှအကုန်လုံးအဆင်ပြေပြေနဲ့သားသမီးလေးတွေကိုလည်းကောင်းမွန်စွာကြီးပြင်းလာအောင်လို့ဖြစ်ရှင်ပါတယ်။မင်္ဂလာပါရှင်။ကျမနာမည်နန္ဒမွန်ဖြစ်ပါတယ်ရှင်။မရဘူကအသင်းတော်မှာနှရှင်းခံထားပါတယ်။ကျမငယ်ငယ်လေးကလေးကတော့ခလက်တို့အိမ်မှာယေရှုခရစ်အကြောင်းကိုစသိခဲ့ရပါတယ်။သူသိပြီးတော့ဆုံဆုံလည်လည်မဟုတ်ကလေးဆိုတော့လည်းသိနားလည်မှုမရှိပါဘူး။ကလေးဘဝမှာခလက်တို့အိမ်မှာလာပြီးတော့ဒီနေ့ဖျားရှိခိုးရှိတယ်နော်ကလေးတွေလာခဲ့ကြဆိုသွားကြတဲ့အခါမှာခလက်တို့ကအခန့်ကျွေးမွေးတဲ့မုံလေးတွေကလေးဘဝဆိုတော့တစ်ခါမှလည်းမစားဘူးခဲ့ပါဘူး။မိဘတွေကလည်းလွန်ဆင်းရဲတဲ့ဘဝနဲ့ဖြတ်သန်းရတာမဟုတ်လို့ပါ။ကျွာထဲမှာဆိုလို့ရှိရင်လည်းအကုန်လုံးကနှိမ်ကြပါတယ်။သူများမြေထဲမှာကတ်နေရတဲ့ဘဝမို့လို့လူရမသွင်းခံခဲ့ရပါဘူး။ခလက်တို့အိမ်မှာပဲသွားရောက်ပြီးတော့ကလေးဘဝမှာလဲခဲ့ရပါတယ်။ကြားအကြောင်းကိုလေ့လာရပါတယ်။အဲဒီနောက်မှာလေ့လာရင်နဲ့မှရွယ်လေးရောက်လာတဲ့ခါမှာ2008 2009လောက်မှာစပြီးတော့နှချင်းခံခဲ့ပါတယ်။မိဘတွေကိုလည်းမတိုင်ပင်ခဲ့ပါဘူး။ကိုယ့်ဟာကိုယ်နှချင်းခံလို့ဆိုပြီးတော့မိဘတွေကနေပြီးတော့မိဘကိုမတိုင်ပင်မှုအပြိုဖြစ်ပြီးတော့မိဘတွေကိုအတိမပေးဘူးလှုပ်ချင်တာလုပ်တဲ့သူအပြစ်ပယ်ခံရပါတယ်။အဲဒီနောက်ပိုင်းမှာလည်းအိမ်မှာအတူတူသားနေကြတယ်ခေါ်ပြောလဲသိမရှိပါဘူး။အပြိုဘဝနဲ့ကလေးကမိဘတွေရဲ့ပြစ်ပယ်ခြင်းကိုလည်းခံခဲ့ရပါတယ်။နောက်ပိုင်းအိမ်အောင်ကြတော့လည်းဒုက္ခအမျိုးမျိုးရောက်ခဲ့ရပါတယ်။ပြစ်ခံရပါတယ်။တယောက်တည်းလိုပဲမိသားစုနဲ့နေရပေမဲ့လို့တယောက်တည်းပဲကျင်ခံရပါတယ်။တကောင်ကျဲလိုပဲနေခဲ့ရပါတယ်။အဲဒီနောက်မှာရရှိခိုးကြောင်းကိုဆရာတွေကနေပြောင်းသွားတဲ့ခါကျတော့ပုံမှန်ဖျက်ရှိခိုးခြင်းမရှိတော့ပါဘူး။ဒေါခင်လက်တို့အိမ်မှာဆရာကိုလက်တို့အရင်တော့လာဖျက်ရှိခိုးကြောင်းလုပ်ပါတယ်။နောက်ပိုင်းကျတော့ဖျက်ရှိခိုးကြောင်းမရှိတော့ဖျက်ရှိခိုးဖို့ခက်ခဲဖြစ်သွားပါတယ်။အဲဒီနောက်ကျတော့လွတ်အောင်ဆိုအမျိုးသားကိုလိုက်ပို့ခိုင်းရပါတယ်။မန္တလေးဖျက်ကြောင်းကိုရောက်ရပါတယ်။မြို့သစ်ဖျက်ကြောင်းကိုလည်းဖျက်ရှိခိုးကြောင်းသွားခဲ့ပါတယ်။နေတိုင်းအပတ်တိုင်းတော့ဖျက်ရှိခိုးကမရောက်ဖြစ်ပါဘူး။အဲဒီနောက်ပိုင်းကျတော့မှအခုဆရာတို့ဒီကိုရွှေ့ပြောင်းလာတဲ့ခါကျတော့မှမရဘူရနေကန်နေနဲ့တရားဟောတယ်ဆရာနေမှာပြန်ပြီးလေ့လာရပါတယ်ဒီရွေးချယ်ခြင်းကလည်းကျွန်တော်တို့ကဖျားကိုရွေးချယ်တာမဟုတ်ဘဲနဲ့ဟိုးငကိုအရင်ကတည်းကမှဖျားသခင်ကကျွန်တော်တို့ကိုရွေးချယ်ထားခဲ့တာပါဖျားသခင်ရဲ့ရွေးချယ်ခြင်းကိုခံရတဲ့အတွက်လည်းဖျားသခင်ကိုလည်းကျေးဇူးတင်ပါတယ်ဒီထက်မကလည်းဖျားသခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းနေပါဦးမယ်အခုဆိုလို့ရှိရင်တော့ကျမနဲ့အတူတူကျမရဲ့သားလေးကိုလည်းနှစ်ချင်းခံခဲ့ပါပြီအခုနောက်ထပ်ကြံတော့တာဆိုလို့ကျမအမျိုးသားနဲ့ကျမသမီးလေးကိုနှစ်ချင်းခံနိုင်မှုအတွက်လည်းထူတောင်းနေပါတယ်မျိုးသားလည်းအဝေးမှာရောက်နေပါတယ်သူလည်းနှစ်ချင်းခံမှုအတွက်ကိုစူးစမ်းနေပါတယ်သမီးလေးကတော့ငယ်သေးတဲ့အတွက်ဒီထက်မကယုံကြည်ပြီးဒီထက်မကမျိုးသားပဲအများဆုံးနှစ်ချင်းခံနိုင်မှုအတွက်ဝိုင်းဝန်းစူတောင်းပေးကြဖို့တိုက်ရိုက်ခံပါတယ်ဒီကျမနာမည်ကတော့တော်သက်သက်ဦးဖြစ်ပါတယ်ကျမမြကြီးနားမှာနေတာများပြီးတော့ဒီမှာနေတာခု8 နှစ်လောက်တော့ရှိပါပြီ8 နှစ်လောက်ရှိတော့ကြာကျမဒီမှာဆရာရဲ့တရားဟောချက်တွေကိုနာပြီးတော့ကျမပမာနေပြီးတော့ခရစ်ယာန်ဝင်ခဲ့ပါတယ်အဖေကကြတော့လူမျိုးခွဲဖြစ်ပြီးတော့ခရစ်ယာန်ဖြစ်ပါတယ်အမေကတော့ဗမာဖြစ်ပါတယ်ဒီမှာဆရာရဲ့တရားဟောချက်တွေကိုနားထောင်ရင်းနဲ့တိခတ်နိုင်စမ်းရှိပြီးတော့ပြီးကြတော့တရားဖះကိုယေရှုကိုယုံကြည်တော့အဖြစ်ဒီနှစ်ချင်းခံခဲ့ခြင်းဖြစ်ပါတယ်ညီမတက်ကြီးပြီဆိုလို့ရှိရင်ဖះတရားကိုင်းဆိုင်တယ်ဘာသာတရားကိုကိုးကွယ်မယ်စိတ်ထဲမှာဒါပဲရှိပါတယ်ကျမနာမည်ကတော့တင်မချိုလို့ခေါ်ပါတယ်အရင်နှောင်းကတော့ဗုဒ္ဓဘာသာပါအခုဆိုရင်ခရစ်ယာန်တွေကိုရောက်ခဲ့တာကတော့မကြသေးခင်ချိန်ရောက်မှခရစ်ယာန်တွေကိုနှစ်ချင်းခံခဲ့တာပါဒီဟာကဘယ်လိုဖြစ်လာတယ်လဲဆိုတော့ဒီအသင်းတော်နဲ့ဆက်ဆက်မိတာကတော့တစ်နှစ်နှစ်နီးပါးလောက်တော့ရှိပါပြီဒါပေမဲ့အဲ့ဒီချိန်မှာတော့ဒီခရစ်ယာန်ဒီတရားပွဲတွေမှာလိုက်ပြီးတော့နာဘူးပါတယ်ခဏတော့နာဘူးပါတယ်နာဘူးပဲလည်းပြောင်းလဲခြင်းတော့မရှိခဲ့သေးပါဘူးပြောင်းလဲဖို့အစီအစဉ်လည်းမရှိပါဘူးဒါပေမဲ့တ
ဒီနေ့မှာအခုပြီးခဲ့တဲ့6လလောက်ကလေကျမအတွက်ဖျားသခင်ကဘယ်လိုခေါ်မလဲဖျားသခင်ရဲ့ခေါ်ယူခြင်းပေါ့နော်ဖျားသခင်ရဲ့ခေါ်ယူခြင်းမှာကျမအတွက်ခွင့်လန်းတစ်ခုဖျားသခင်ကပေးခဲ့ပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျမကိုကျမ်းမာရေးတင်တယ်သွားပြီးတော့တက်ရောက်ဖို့ဘုရားသခင်ကရွေးချယ်ခဲ့ပါတယ်။ဒါကလည်းဘုရားသခင်ရွေးချယ်တယ်ဆိုတာကျမဟိုရောက်မှကျောင်းတက်ပြီးတဲ့အချိန်ကျမှပဲသိခဲ့တာပါ။ဒါကတော့ဘာလဲဆိုတော့ဘယ်လိုကောင်းလဲဒီတက်ရောက်ဖို့လူရွေးချယ်တဲ့နေရာမှာသူတို့ကဒီကိုရီနေထိုင်တဲ့ဒီနေရာဒေသနဲ့ဒီနေရာဒေသလူမျိုးတွေမပါပါဘူး။ဒါပေမဲ့မပါပေမဲ့လည်းကိုယ်ဘုရားသခင်ရွေးနှုတ်တဲ့အခါမှာကိုတယောက်တည်းပဲဒီဘက်ကပါသွားတဲ့အခါမှာဒါဘုရားသခင်ရွေးတယ်ဆိုတာကိုကျွန်မလက်ခံပြီးတော့ယုံကြည်ခဲ့ပါတယ်အဲ့ဒီအချိန်မှာမပြောင်းလဲသေးပါဘူးဒါပေမဲ့ဟိုရောက်တဲ့အခါမှာဘုရားသခင်နဲ့နေ့တိုင်းစက္ကတ်တဲ့ထိတွေ့တဲ့အချိန်မှာစိတ်ကတော့နူးညံ့ပြီးပြောင်းလဲလာခဲ့တာတော့အမှန်ပါပဲဒါပေမဲ့အဲ့ဒီအချိန်မှာနောက်ဆုံးကျတော့နေ့တိုင်းဆူတောင်းတဲ့အခါမှာဆူတောင်းခြင်းကဘယ်လိုကောင်းလဲဆူတောင်းခြင်းကဘုရားသခင်ကနားညောင်းတယ်ဆူတောင်းခြင်းကိုဘုရားသခင်အမြဲတမ်းနားညောင်းပြီးတော့ဖြည့်ဆည်းပေးတယ်ဆိုတာကိုယုံကြည်လက်ခံတဲ့ဒီနေ့ကိုရောက်လာတဲ့အခါမှာကျွန်မအလိုလိုပဲပြောင်းလဲခဲ့ပါတယ်။ဒါကြောင့်မလို့ကျွန်မရဲ့ဒီဆရာကကျွန်မကိုနှစ်ချင်းခံမှုဒီမှာပြောခဲ့တော့ကျွန်မကြိမ်ကြိမ်ညင်းခဲ့ပါသေးတယ်။မခံသေးဘူးကျွန်မအစင်းသင့်မဖြစ်သေးဘူးလို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဟိုရောက်တဲ့အခါမှာအဲ့လိုမျိုးတွေယုံကြည်တဲ့အခါမှာဒီဘုရားသခင်ရဲ့ဘယ်လိုကောင်းလဲလက်ခံနားညောင်းဘုရားသခင်ကစုတောင်းလို့ဘုရားသခင်ကနားညောင်းတဲ့အခါမှာပေးလာတဲ့စုတွေပေါ်မှာကိုကတကယ်လက်တွေ့မြင်ရတဲ့အခါမှာအယမ်းလဲအံ့ဩတဲ့အခါမှာလက်ခံပြီးတော့အဲ့အချိန်မှာနောက်ရက်မှာကျွန်မနောက်တစ်လမှာပဲပွဲတော်မဝင်ခင်အချိန်လေးမှာပဲနှိချင်းခံခဲ့ပါတယ်နှိချင်းခံပြီးတော့ပြောင်းလဲခဲ့ပါတယ်အဲ့အချိန်မှာပဲကိုယ့်ရဲ့စိတ်ကိုလည်းတက်နိုင်ဆုံးပြောင်းလဲခဲ့ပါတယ်ခရိယန်တယောက်လုံးဝခရိယန်တွေကိုသဘောကျတဲ့ချက်တွေမှာဆိုလို့ရှိရင်တော့ဘယ်လိုကောင်းလဲကျမရဲ့သူတို့မှာနှိမ်ချခြင်းစိတ်ဓာတ်နဲ့ရန်သူတော်မှချစ်ရမယ်ဆိုတဲ့မေတ္တာတရားအဲ့ဒီပေါ်မှာအယမ်းပဲလေးစားမိပါတယ်အဲ့အကြောင်းမို့လဲခရိယန်ဆိုတာကိုသဘောကျလို့ဒီလမ်းကိုလည်းရွေးချယ်ပြီးတော့ကိုကပြောင်းလဲခဲ့တာပါဒါပေမဲ့အခုဆိုလို့ရှိရင်တော့ရှေ့လျှောက်ပြီးတော့လည်းဒီအသင်းတော်မှာလည်းအခုဆိုလို့ရှိရင်ပြောင်းလဲပြီးတဲ့အခါမှာကိုယ့်ရှိမှာတော့ကိုယ့်ပတ်ဝန်းကျင်ကလူကတော့ပြောတာပေါ့နော်သူတို့အနည်းဆက်ဆုံးပြောမယ်ဆိုရင်ဒုက္ခဆိုတာကတော့ဒီကိုယ်အရင်တော့ရင်းနှီးခဲ့တဲ့လူတယောက်ကဘာဖြစ်လို့ခရိယန်ဆိုတာယူဘာလို့ဝင်လဲဘာတွေလျှောက်လုံးမှမသိပါဘူးအဲ့လိုမျိုးအဲ့ဒီကနေနောက်ဖုန်းတော်မှာအရင်တော့အမြဲဆက်တဲ့လူတွေကအဲ့လိုမျိုးလည်းဖြစ်သွားရောဖုန်းဆက်တာလည်းကျဲသွားတယ်ဖုန်းလည်းတိတ်မပြောချင်ကြတော့အဲ့လိုမျိုးလေးတော့ဖြစ်တယ်နောက်ပတ်ဝန်းကျင်ကလည်းသွားလာနေတာခရိယန်နေတဲ့သူတို့ပဲအများတန်းဒီဘုရားကျောင်းပဲသွားနေကြတာသူတို့ကဘာတွေလဲဆိုတော့မျက်လုံးနဲ့အဲ့လိုမျိုးကြည်တာတွေပေါ့နော်ကိုယ်နည်းနည်းအတင်သေးတဲ့မျက်လုံးတွေပေါ့လေဘာကိုကဘာမလို့တော့ဆိုတဲ့ပုံစံမျိုးနဲ့ဗုဒ္ဓဘာသာကနေပြီးတော့ဗုဒ္ဓဘာသာကိုပယ်ပြီးတော့ခရိယန်ဝင်နေမဝင်ဘူးဆိုတော့သူတို့မသိသေးဘူးဆိုပေမဲ့ဒါပေမဲ့သူတို့မှထင်သေးခြင်းမျက်လုံးတွေနဲ့တော့အကျိတ်ခံရတာဒါကတော့ကိုယ့်ရဲ့လောလောဆယ်လက်ခံစားနေရတဲ့ပတ်ဝန်းကျင်ရဲ့ပြစ်ပယ်တဲ့သဘောမျိုးပေါ့နော်အဲ့ဒီဒုက္ခလေးတော့အနည်းငယ်ရှိခဲ့ပါတယ်တခြားဒုက္ခအကြီးကျယ်ကတော့မရှိသေးပါဘူးဒါပေမဲ့အခုရှေ့လျှောက်ပြီးတော့လည်းအသင်းတော်မှာလည်းအတက်နိုင်ဆုံးပါဝင်ဆက်ကပ်နိုင်ဖို့ဆရာနဲ့လည်းဒီအသင်းတော်မှာရှေ့လျှောက်ပြီးအသင်းတော်လည်းတိုးတက်ဖို့နောက်ပြီးအသင်းတော်မှာလူတွေလည်းစီလုံးလုံးလေးနဲ့အသင်းတော်ကောင်းတစ်ခုဖြစ်ဖို့ရာစူးစမ်းပြီးတော့ပါဝင်ဆက်ကပ်သွားပါပါမင်္ဂလာပါကျမကတော့ဒေါ်လပြလူဖြစ်ပါတယ်ကျမငယ်စဉ်တောင်ကြီးမိမွားမွေးဖွားလာကြတဲ့ခရစ်ယာန်ဖြစ်ပါတယ်ဒါပေမဲ့ကျမမန္တလေးတိုင်းဒေသကြီးအမရပူရမြို့မှာအိမ်အောင်ကြပြီးကြတဲ့ဖျားတခင်နဲ့ဝေးကွာခဲ့တာနှစ်30နှစ်လောက်တော့ရှိပါပြီရှင်အခုဒီဆရာထွန်ပီးနဲ့တွေ့မှပဲကျမထာဝရဘုရားသခင်ကိုပြန်လဲရှာဖွေတွေ့ရှိခဲ့တဲ့အတွက်ကြောင့်မို့ကျမအများကြီးဝမ်းသာပါတယ်ကျမမျှော်လင့်ခဲ့တာတွေလည်းပြည့်စုံ
လာပါတယ်ဆက်လက်ပြီးတော့လည်းကျမထာဝရဘုရားကိုငယ်စဉ်ကလေးကနေဘယ်လဲယုံကြည်ခဲ့တဲ့အတွက်ကြောင့်မို့ကျမထာဝရအသက်ရှိသေး၍ထာဝရဘုရားကိုယုံကြည်ကိုးစားမယ်အကြောင်းတက်တည်ခံပါတယ်ရှင် မင်္ဂလာပါကျွန်တော်ကတော့အမရဘူကအတင်းမှာကိုစားနေမှာဖြစ်ပါတယ်။နှရှင်းခံရတဲ့အကြောင်းရင်းကတော့ကျွန်တော်ကတော့ဆရာတော်မိတရားပွဲကိုသွားပါတယ်။နှရှင်းခံဖို့ပြောတော့ဆရာစာအုပ်စာပေတွေလေးလာပါအောင်လို့ပြောပါတယ်။အဲဒီဒီနေ့ဥပုံနေတိုင်းလည်းအားကြောင့်နေတိုင်းတက်ပါတယ်။တိုင်နဲ့လေးလာရင်လည်း3လလောက်ကြာမှတော့ဆရာနှရှင်းခံပြီးပါတယ်။နှရှင်းခံပြီးရဲ့နောက်ပိုင်းပေါ့နော်။အခက်အခဲလေးရောကျမတော့ကြုံတွေ့ရတာပေါ့။ကြုံတွေ့တယ်ကိုယ့်အနေနဲ့ကိုယ်အဆင်ပြောင်းတော့ကြောင်းကမှလည်းလို့ပေါ့ဒီကပြောချင်တာကတော့ကျွန်တော်တို့ရဲ့ဘယ်တော့ပန်းနိုင်အနေနဲ့ကတော့စံပြမိသားစုပေါ့နော်ဖြစ်ဖို့ပေါ့နော်ယုံကြည်စွာနဲ့နှရှင်းခံပြီးနိုင်ဖို့မိသားစုကျမ်းမာပြောရှင်တာနဲ့ဘုရားခင်ဘုန်းတော်သင်ကြားစေဖို့အတွက်ကြိုးစားနေတိုင်းတက်ရှင်သွားမှာပဲဖြစ်ပါတယ် ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်နာမည်ကျော်သူရပါခင်ဗျာမရဘူရာမျိုးနယ်လေးစုတိုက်နယ်ပြည်ရန်ရက်ကွက်မှာနေပါတယ်ခင်ဗျာကျွန်တော်အသက်44နှစ်ရှိပါပြီခင်ဗျာကျွန်တော်ကအရင်တော့ဗုဒ္ဓဘာသာစစ်ပါကျွန်တော်ရဲ့အမေကတော့ဆရာထွန်းပြီးတို့တရားပွဲတွေမှာတစ်နှစ်ကျော်လောက်လိုက်ပါနာယူတော့ကြတော့ကျွန်တော်ကိုလည်းအဖို့ခေါ်ပါတယ်ခေါ်တော့ကြတော့ကျွန်တော်လည်းလိုက်ပြီးတော့တရားပွဲတွေမှာလိုက်ပြီးတော့နာယူခဲ့ပါတယ်ကျွန်တော်3-4လမကောက်ဘူးထင်တာပဲအဲ့လောက်မှကျွန်တော်နှရှင်းခံခြင်းသိဖြစ်သွားတယ်ကျွန်တော်2025ခု10လပိုင်း16ရက်နေ့မှာနှရှင်းခံခဲ့ပါတယ်မန္တလေးဘုရားကျောင်းမှာပေါ့နော်နှရှင်းခံပြီးတဲ့နောက်ပိုင်းမှာတော့ဒီပတ်ဝန်းကျင်မှာတော့ကျွန်တော်ရဲ့ပတ်ဝန်းကျင်ဟိုအပေါင်းအသင်းကဏ္ဍတွေမှာတော့ဝေဖန်ခြင်းကဲ့ရဲ့ခြင်းခံရတာပေါ့လေနေခြင်းတော့ဒါပေမဲ့ကျွန်တော်ဘူးမဆိုင်ခဲ့ပါဘူးကျွန်တော်ယုံကြည်ချက်ကိုကျွန်တော်ရှေ့ဆက်ပြီးတော့သွားနေပါတယ်ကျွန်တော်နောင်လာမဲ့အချိန်တွေမှာလည်းအသင်းတော်နဲ့ဘာသာတရားအတွက်အမြဲတမ်းကြိုးစားဆောင်ရွက်သွားပါမယ်လို့